2026ရဲ့မေလတရက်နေ့မှာဘယ်နေရာရောက်မရှိမဖြစ်သုံးရမယ့်အတုံးနှုံးလေးတွေကို sharing လုပ်ပေးကြပါတယ်။မင်္ဂလာပါ။နီးဟောင်နီးဟောင်နီးဟောင်ကျေးဇူးတင်ပါတယ်။ရှက်ရှယ်ရှက်ရှယ်ရှက်ရှယ်ရပါတယ်ကျေးဇူးတင်စရာမလိုပါဘူး။ဘူခော့ချီဘူခော့ချီဘူခော့ချီတောင်းပန်ပါတယ်။တွေးဘူးချီ对不起，对不起，ကိစ္စမရှိပါဘူးရပါတယ်没关系没关系没关系ပြန်တွေးကြမယ်နှုတ်ဆက်ပါတယ်ကြိုက်ကြံကြိုက်ကြံကြိုက်ကြံစားတော့ဆိုင်နဲ့ဈေးဝယ်တဲ့အခါမှာသုံးတဲ့စကားပြောလေးတွေအပြင်သွားတဲ့အခါဒါမှမဟုတ်တခုခုဝယ်တဲ့အခါမှာသုံးနိုင်ပါတယ်ကျမဒါလေးယူမယ်我要这个我要这个我要这个ကျမဒါလေးယူမယ်ဘလောက်လဲ多少钱多少钱多少钱အရင်ဈေးကြီးတယ်太贵了太贵了太贵了နည်းနည်းလောက်လျှော့ပေးလို့ရမလား便宜一点可以吗便宜一点可以吗便宜一点可以吗နည်းနည်းလောက်လျှော့ပေးလို့ရမလားပတ်စံရှင်းမယ်买单买单买单ပတ်စံရှင်းမယ်အရင်စားလို့ကောင်းတယ်ဟန်းဟောင်ချီဟန်းဟောင်ချီဟန်းဟောင်ချီအရင်စားလို့ကောင်းတယ်တစ်ဖက်လူကိုနားမလည်တဲ့အခါမှာသုံးနိုင်တဲ့စကားပြောလေးတွေကျမနားမလည်ဘူး我不懂我不懂我不懂ကျေးဇူးပြုပြီးနောက်တစ်ခါလောက်ပြန်ပြောပေးပါ请假休一遍请假休一遍请假休一遍အင်္ဂလိပ်လိုပြောတတ်ပါသလား你会说英文吗你会说英文吗你会说英文吗ဒါကိုတရုတ်လိုဘယ်လိုခေါ်ပါသလဲ这个中文怎么说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 ဒါကိုတရုတ်လိုဘယ်လိုခေါ်ပါသလဲဒါဆိုရင်ဒီနေ့လေ့လာသွားတဲ့ဝါကျလေးတွေကိုပြန်ပြောကြည့်ပါမယ်你好谢谢不客气对不起没关系再见我要这个多少钱太贵了便宜一点可以吗买单买单很好吃我不懂请再说一遍你会说英文吗这个中文怎么说နောက်ထပ်လေးသိချင်တာလေးတွေရှိလို့ရှင်လည်းမေးလို့ရပါတယ်ရှင်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေနော်